တတ်ဖို့သူကြုံလာခဲ့ပြီတန်ပတ်တာဆက်ရောက်လာခဲ့ပြီကြုံကြိုက်လာခဲ့ပြီဒါပေမဲ့လို့သူစဉ်းစားတယ်ဩငါအမေသက်ရှင်ဖို့အတွက်ဒီယုံအမေကြီးကိုတတ်ရမယ်ဆိုရင်တဘာဝမကြောက်သူလဆက်ကနဲ့မဟာဆက်ကပေါ့ညီကိုနှစ်ယောက်ရှိခဲ့ဘူးတယ်အမေဖြစ်သူကခေါင်းကိုက်ယောဂဆွဲပြီးအိပ်ရတယ်လဲနေတာ9နှစ်လောက်ကြာစေးစရာနဲ့ပြတော့စေးစရာကပြောတယ်အေးမင်းတို့အမေယောဂပျောက်ခြင်းယုံစားနဲ့ကုရမယ်ယုံရအောင်ရှာဆိုတော့အကိုဖြစ်သူအမေနာနေပြီညီဖြစ်သူကိုယုံရှာတောတဲ့ကိုထွက်ခိုင်းညီဖြစ်သူသွားပြီးတော့ရှာလိုက်တော့တောတဲ့ကခြုံတစ်ခုထဲမှာယုံမိသားစုသွားတွေ့တယ်ယုံကလေးလေးတွေနဲ့ယုံမိသားစုသွားတွေ့တော့အဲ့ဒီမှာသုလဇက်ကဟာယုံတော့တွေ့ပြီဆိုပြီးတော့ခြုံထဲမှာရိုက်တတ်ရင်အစင်စင်တတ်ဖို့သူကြုံလာခဲ့ပြီတန်ပတ်တာဆက်ရောက်လာခဲ့ပြီကြုံကြိုက်လာခဲ့ပြီဒါပေမဲ့လို့သူစဉ်းစားတယ်ဩငါအမေသက်ရှင်ဖို့အတွက်ဒီယုံအမေကြီးကိုတတ်ရမယ်ဆိုရင်တဘာဝမကြောက်ငါတို့ညီကိုငါတို့မိသားစုတော့ချမ်းသာတယ်ယုံမိသားစုတော့ဒုက္ခရောက်သွားလိမ့်မယ်ငါတို့ညီကိုနှစ်ယောက်အမေချမ်းသာရေးအတွက်ဒီယုံကလေးလေးတွေဒုက္ခပေးတယ်လို့ငါတို့ဖြစ်တော့မယ်ဒါဆိုရင်လည်းငါမတရားဘူးအဲ့တော့မတရားတဲ့လုပ်ကိုငါမလုပ်ချင်ဘူးတံပတ္တဝိရတိဆက်ရောက်လာတဲ့အခါမှာသူတော်ကောင်းတို့တွေဘာဖြစ်တော့ရှောင်ကျဉ်တာတန်ရှင်းလို့ငါမလုပ်တော့ဘူးဆိုပြီးတော့ရှောင်ကျဉ်ပြီးတော့မှအိမ်ပြန်သွားတယ်အိမ်ကျတော့ကိုဖြစ်သူကမေးတယ်ဟဲ့ငါညီယုံသားရလားယုံတွေ့လားတွေ့တယ်ဒါပေမဲ့ယုံတော့မရခဲ့ဘာဖြစ်လို့မရခဲ့တိုက်ရမှာဝန်တာလေးလို့ဘာလို့ဝန်တာလေးတယ်လဲတို့အမေသက်ရှင်ရေးအတွက်ဒီယုံကိုတိုက်ရမယ်ဆိုရင်တို့မိသားစုတော့ချမ်းသာတို့မိသားစုကြတော့ဒုက္ခတွေကြီးကျယ်ရောက်ကြမှာလေအဲ့ဒါကြောင့်ငါမတတ်ဘူးတဲ့အကိုကြီးအဲ့ဒါကြောင့်မတတ်ခဲ့ပါဘူးပြောတော့အကိုကြီးဖြစ်သူကစိတ်တွေစိုးလိုက်တာတရိစ္ဆာန်နဲ့အမေနဲ့မေတ္တရန်နဲ့ထားရမလားဒီလိုမျိုးပေါ့ဒါပေမဲ့သုလစက္ကလရဲ့အတွေးကသူတော်ကောင်းတွေကြည်နော်ကိုယ်ခန္ဓာကိုယ်အကြောင်းပြုပြီးတော့တတ္တဝါတွေအသက်ရှည်စေခြင်းနာချမ်းသာစေခြင်းနာသည်သီလလို့ခေါ်တယ်ကိုယ်ရှိတဲ့ပစ္စည်းနဲ့သူတစ်ဖက်သားကိုချမ်းသာစေခြင်းနာသည်ဒါနလို့ခေါ်တယ်ကိုယ်ကကိုယ်ခန္ဓာကိုယ်အကြောင်းပြုပြီးတော့ယုံမိသားစုချမ်းသာစေခြင်းနာကိုယ်ခန္ဓာကိုယ်နဲ့တော့ချမ်းသာတဲ့ယုံမိသားစုဒုက္ခရောက်မယ်ဆိုငါမတရားတဲ့လူဖြစ်လိမ့်မယ်အတ္တာဓိပတိယလို့ဒီလိုခေါ်ပါတယ်ကိုယ်ရှည်တန်းတင်တာကိုလာတတ်ရင်ကိုမကျေနပ်ဘူးကိုကသူများသွားတတ်သူများလည်းပဲကျေနပ်မလဲကိုပစ္စည်းသူများလာခိုးကိုမကျေနပ်ဘူးကိုကသူများပစ္စည်းသွားခိုးမယ်ဖျက်ဆီးမယ်ဆိုသူများလည်းပဲကျေနပ်မလဲကိုလာပြီးတော့လိန်ညာပြောရင်ကိုမကျေနပ်တယ်လို့ကိုကသူများသွားပြီးလိန်ညာပြောသူများလည်းပဲကျေနပ်မလဲငါတော့မကျေနပ်ဘူးသူကျေနပ်မှမဟုတ်ပါဘူးလေလို့သာဆင်ကျင်လိုက်တော်ကောင်းတို့တွေအဲ့ဒါကိုရှေ့တန်းတင်းပြီးတော့သီလဆောက်တည်နီးလို့ခေါ်တယ်အခုသုလစက္ကလလေးစဉ်းစားတာကအဲ့ဒီနီးပဲအဲ့ဒီနီးနဲ့သီလစင်ကြယ်အောင်ဆောက်တည်ပြီးတော့မှ तू ကဆုတောင်းတယ်ဒိဋ္ဌံပြုတယ်ယုံမိသားစုကိုချမ်းသာအောင်ပြုခဲ့ရတဲ့ကုသိုလ်ကောင်းမှုကြောင့်ကျွန်တော်အမေမှာဆွဲကပ်နေတဲ့ယောဂဝေဒနာသည်ပိန့်ကြဘက်တင်ရေမတင်သလိုပဲလင်းရင်မြန်စွာပျောက်ကင်းပါစေဤကဲ့သို့သစ္စာဆိုဒိဋ္ဌံပြုလိုက်တဲ့အခါသူ့မိယောဂပျောက်ကင်းတဲ့ဧသတိဘေခဝေသီလဝတ္တောစေတောပဏိတိဝိတုဒ္ဒတာဘေခဝေယံတော်များဝခြင်းသားတို့သီလဝတ္တောသီလရှိတဲ့ပုဂ္ဂိုလ်သည်စေတောပဏိတိစိတ်ရဲ့အတွေးခေါ်ကြံစီတောင်းတမှုမှန်သမျှတို့သည်ဧသတိပြည့်စုံလှပါပြည့်စုံပါပေ၏ဟိကသမဘာဖြစ်လို့လဲလို့မေးရင်ဝိတုဒ္ဒတံသီလစင်ကြယ်ပြီးတော့နေတဲ့အတွက်ဒါကြောင့်ဝိတုဒ္ဒတစိတ်အစဉ်စင်ကြယ်ပြီးတော့နေတဲ့အတွက်ဒါကြောင့်စေတောပဏိတိစိတ်ရဲ့အလိုဆန္ဒတွေပြေဝတယ်သီလပြေဝနေတဲ့အချိန်မှာဆုတောင်းရင်ဆုတောင်းပြည့်တယ်တဲ့အခုသုလစက္ကလဆုတောင်းပြည့်တာသစ္စာအောင်ဒိဋ္ဌံအောင်နာသည်သူတော်ကောင်းတို့တွေသီလရှိလို့ပါဗျာ
အဲကြောင့်တရားချစ်ခင်သူတော်စင်များမိမိတို့ယနေ့စောင့်တည်ထားတဲ့သီလဟာရှေးရှေးအရိယာပေါင်းသူတော်ကောင်းတွေကျင့်သုံးသွားတဲ့သီလအရိယာပေါင်းသူတော်ကောင်းတွေစောင့်ထိန်သွားတဲ့သီလငါတို့တွေကနေ့စောင့်ထိန်ခွင့်ရပြီဆိုပြီးတော့အရိယာထုံနှလုံးမူပြီးတော့မှမိမိတို့ရဲ့သီလကိုမကြိုးမပေါက်မပြောက်မကြားအောင်ထိမ့်သိမ်းစောင့်ရှောက်နိုင်ကြတဲ့သူတော်ကောင်းသူများလောင်းများဖြစ်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့ပဲဒေသနာဏိဂုံကပ္ပဖုံးကြပါစို့ဤမန္ဓမ္မဒေသနာဤတရားဒေသနာတော်ကိုတုတ်တော်ဝါနာကြားနာရပြီးတော့မှတော်မေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်သူတော်ကောင်းပေါင်းတို့မှာဒုံမဲ့ကလမ်းမနီမခရီးမကိုဝိဝဇ္ဇတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမဲ့ကလမ်းမနီမခရီးမှန်ကိုဥဆုံးဖြောင်းဖြောင်းမတ်မတ်ရန်တူကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေကုန်သတည်း